စားရင်တွေ့မိကိုရင်ဟာပဲလို့ရှိမယ်မင်းမနိုင်မလားခင်လို့တော့အမြင်တတ်ခြင်းမင်္ဂလေးကိုလေရောက်တဲ့အရာမင်းရဲ့မျက်နှာအိမ်မက်တိုင်းမင်းရဲ့အကြောင်းသာစိုးမိုးနိုင်လွန်းတဲ့အချက်ပါဒါကြောင့်ကိုသခင်လို့ခေါ်မယ်အရှင်လို့ခေါ်မယ်တော့ခေါ်မယ်တော့ထွက်ပြေးလဲလွတ်ကိုမလို့ပါအနောက်ရှက်ကအုံနောက်ထဲမှာဆွဲနေစေစလုံးနှလုံးသားဒါကြောင့်ကိုပြန်ခဲ့မယ်ပြန်လဲလာမယ်တော့ဘယ်လိုလဲနေလက်ခံမလားမင်းစီကြမလားပြီးတော့ပါဘူးမမိုက်တော့ပါဘူးဆုံးချက်လုံးလုံးချလာရဲ့တခင်စီအပြေပြန်လာတခင်စီအပြေပြန်လာတခင်စီအပြေပြန်လာအချစ်ကလေးစီပန်းကြံတွေလေလမ်းလျှောက်ရင်အလွန်ချောက်ရောက်ခဲ့တယ်ကလေးငယ်တွေပြောမြူးစားတာငေးကြည့်နေတော့လေဒရိတ်ဆန်ယုံပဲလေအားတိုင်းစိတ်ညစ်ပြောက်မလားလို့ချစ်သူတွေဆုံးလွဲများစွာအားကြသလိုရှိခိုင်းစိတ်ထဲကိုဝင်ရောက်လာအတိတ်ကစကြောင်းဤစားဘွားချစ်လို့မဝပါစကားများလဲပြောလို့မပြီးပါအပြုံးမှလဲပွင့်လို့မဆုံးပါဒါကြောင့်ကိုရင်ဖွင့်ကားရဲ့အစင်တဲ့ဝင်လာခဲ့ဝင်လာလဲဟောတော့ငါဖြစ်ပြသမျှဟာနာမီရင်နန်းလို့မဝခင်အိမ်မက်မလာငါတော့တလို့ဒါကြောင့်ကိုရင်နဲ့စွာရဲ့ပြင်းတဲ့နာတွေကိုပြမမဲ့မင်းပြောင်းစီတင်သလားမင်းကောင်းစီတင်သလားမလီတော့ပါဘူးမကန်တော့ပါဘူးစိတ်နှလုံးကိုတုံ့ချပါရဲ့တခင်စီအပြေပြန်လာတခင်စီအပြေပြန်လာတခင်စီအပြေပြန်လာအချစ်ကလေးစီစိတ်တရံစားကြမှာရန်ကားတဲ့အကြည့်မိုက်အောင်လို့မျက်နာတော့တကယ်မထားကြအောင်မင်းဖြစ်နေပလားအရင်ဆန်တဲ့စကားတွေနာမကြောင်အရှက်တရားကင်းမဲ့စွာမင်းရင်ကိုမုံတိုင်းတစ်ခုလို့ထိုးဖောက်မွေသလားဒီရင်လုံးကကိုရှိတယ်ခုများတော့အဝေးမှာမင်းဘက်ကရပ်တီးစွမ်းမဲ့တယောက်ယောက်တော့ရှိနေတဲ့နဲ့ထွက်ပြေးတဲ့ကိုယ့်ရဲ့အဖြစ်ပါခုတော့နောင်တရပြီလေဘယင်မထံကိုလေးပြန်လာမလေးလွမ်းမီရင်မလွမ်းစေခြင်းမှာစိတ်ညစ်ရင်မညစ်စေခြင်းမှာတန်တာတိုင်းပြည့်စေရမှာဒါကြောင့်ကိုပြန်ခဲ့မယ်ပြန်လဲလာမယ်တော့ဘယ်လိုလဲမင်းလက်ခံနိုင်မလားမင်းစီကြနိုင်မလားမလိမ့်တော့ပါဘူးမကတ်တော့ပါဘူးဒုတိယနဲ့နောက်ဆုံးတစ်ခေါက်ပါပဲတခင်စီအပြေပြန်လာတခင်စီအပြေပြန်လာတခင်စီအပြေပြန်